တော့ distortion ပေါ့နော် mini distortion တတုံးရောက်လာလို့ကျွန်တော်အဲ့ဒါလေး review လုပ်နေတင်ပေးတာပေါ့နော်ဒီကောင်လေးလက်ဖွားထဲမှာတော်တော်လေးကိုသေးပါတယ်ကျွန်တော်လက်ဖွားနဲ့ရှင်းရင်တော့ပါလိမ့်ဒီမှာသေးသေးလေးဖြစ်နေနော် Coco တဲ့ distortion တဲ့သူ့မှာချိန်စရာတုံးရှိမယ်တုံးဆိုတာဗျာအထူလားအဆူလားအဲ့ဒါချိန်အောင်ပဲပေါ့နော် level ကတော့ကိုယ့်ရဲ့ clean တန်နဲ့ဒီက effect ကထွက်တဲ့အတန်နဲ့အတူတူအတန် gain တူအောင်ညှိတာပေါ့နော်အောက်ကကျတော့ဒီကောင် gain ပေါ့နော် gain ကတော့ distortion အနေအများအောင်ပြောတာပေါ့အခုဒါဆိုရင်ကျွန်တော်ဒါသူ့ကိုဘာမှမလုပ်ရသေးဘူး clean တန်ပေါ့နော်ကျွန်တော်ရဲ့ဒီဘာမှမချိတ်ဘူးနော်ကြားထဲမှာဒါရိုး clean တန်ပေါ့နော်အဲ့ဒါသူ့ကိုဖွင့်ကြည့်မယ်ဒါအားလုံးကို90စီပေါ့နော်တဲ့တယ်ပဲဒါ distortion နဲ့ဖြစ်တယ်နော်သူ့ရဲ့ဒါ level အတူတူပဲဒါဆိုရင်လုံးဝဒါ distortion clean တယ်ပဲပေါ့နော်ကောင်းချင်းမကောင်းချင်းတဲ့ကျွန်တော်တို့ဒါစမ်းကြည့်တာပေါ့နော်အဲ့ဒါကိုဒီတုံးလေးနည်းနည်းခြုံကြည့်ပါဗျာဒါညာဘက်ကိုလှည့်ရင်ဒါတုံးအစူးစံလေးနည်းနည်းပုံများတာပေါ့နော်speed of trust တို့ကြတော့ဒီနည်းနည်းစူးမှကောင်းပါဘောနော်အဲ့လိုပဲ level ကတော့ကျွန်တော်တို့ဒီ clean တန်နဲ့ဒီရဲ့ distortion ထွက်တဲ့အတန်ဆိုတော့ဒါအတူတူပဲထားလိုက်တော့တာပေါ့နော်အဲ့တော့ gain လေးနည်းနည်းတင်ကြည့်ပါဗျာ gain များလာရင်တော့နောက်က noise လေးတော့ပါမယ်နော်ခုနည်းနည်းတင်လိုက်တာဟို distortion ရဲ့ gain များလုံးရင်တော့ဥပြီးတော့လေအလုံးတွေမပြတ်တာမသေးခွဲတော့ဖြစ်တတ်တယ်တက်ပင်ပေါက်ကြည့်ကောင်းပါအတန်လေးကောင်းတယ်နောက်တော့ထပ်များကြည့်မယ်ဒါဆိုတော့ noise လေးတက်လာတယ်နော်ဆွီးဆိုတဲ့အတန်လေးတော့တက်လာလုံးနေနော်ကျွန်တော်တို့ကတော့အလဲကြော်လေးပေါ့နိုင်လက်တန်ရဆိုတော့တစ်နိုင်လောက်ကလေးမိုက်တယ်လို့ထင်တာပဲစမ်းကြတာပေါ့နော်အဲ့ဒါဆိုပေမဲ့သူ့ကိုတော့ဒီတိုင်း plain တော့သုံးလို့မရဘူးလေကျွန်တော်တို့ DI box လေးတော့ခံထားတာပေါ့နော်အခုတီးတာကျွန်တော် DI box ခံထားတာအဲ့ဒီ DI box ကိုကျွန်တော်ဖြုတ်ကြည့်လိုက်မယ် DI box ကိုဖြုတ်လိုက်ရင်ထွက်တဲ့အတန်ပေါ့နော်အဲ့ဒါဆိုတော့ပြေးပြေးဖြစ်တယ် DI box ကိုပြန်ဖွင့်လိုက်မယ်သူက amp simulator ပါတာဟုတ်ပြီ DI box ပြန်ဖွင့်လိုက်ရင်အဲ့ဒါမှမိုက်တယ်နော်โอเคလောက်ဆိုရ